ရိစ္ဆာန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်ဆိုအစတရားဆိုတာလဲတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလုပ်တာအစတရားမများလို့မလားမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်ပေါ့တရေစီလေးတစ်စီးပဲဆိုင်တစ်စီးဆိုင်ရင်တရေသီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရေစီတစ်စီးဆိုင်လိုက်တာနဲ့တရေပင်ကတီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပင်ဆိုင်ထားတဲ့အလားသဏ္ဍာန်တူတယ်ပေါ့ကိုယ်ဆိုင်တုန်းကတစ်စီးပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition တွေ fruit နော်အကျိုးတရားတွေကြတော့အများများအမြောက်များစွာရတယ်